ကင်ပြည်နယ်ဖျားသုံးစုမြို့မှာတော့အသက်15နှစ်အရွယ်မျိုးသမီးငယ်တူကိုချစ်သူဖြစ်သူနဲ့အပေါင်းအပါတွေကဝိုင်းဝန်းမနှိမ့်ကျတပ်ဖြတ်ခဲ့တဲ့ထိတ်လန့်စရာဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်။အနံ့ထွက်တဲ့ခါကျတော့သွားပြီးတော့ကြည့်တဲ့အခါမှာရေတွင်းမှာတွေ့တာပေါ့။တွေ့တဲ့အခါမှာရုပ်ပြက်ဆင်းပြက်ကြီးတွေဖြစ်နေပြီကွယ်။အကုန်လုံးကပွားနေပြီသိတယ်မလား။ပိုးတွေလည်းတွေ့နေပြီ။လိုင်းသားရ POC မိပွိုင်မှာမနေ့ကညဟာတက်စီပရိုပေါက်တစည်းရနေပြီးတော့လမ်းဘေးမှာတာယွန်စားတောက်နေတဲ့ကလေးငယ်တူတက်ကြိတ်သွားတာတဲ့တာမိဘပြည်သူများအားလုံးမင်္ဂလာပါရှင် My Village မြန်မာ Channel မှာပြန်လည်ကြိုဆိုပါရရှင်ကျွန်မနဲ့အတူ reaction video များကို like ပါကြည့်ရှုပေးကြပါအောင်ရှင်ကျွန်မနာမည်ကတော့တရားကြီးဖြူပါရှင်ကင်ပြည်နယ်ဖျားသုံးစုမြို့မှာတော့အသက်15နှစ်အရွယ်မျိုးသမီးငယ်တူကိုချစ်သူဖြစ်သူနဲ့အပေါင်းအပါတွေကဝိုင်းဝန်းမနှိမ့်ကျတပ်ဖြတ်ခဲ့တဲ့ထိတ်လန့်စရာဖြစ်ရပ်တစ်ခုပေါ်ပေါက်ခဲ့ပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီ3ရက်ကတဝဲစုရက်ကွက်မှာနေတဲ့အဲ့ဒီမိန်းကလေးဟာသူမရဲ့ချစ်သူကချိတ်ဆူလို့တွားရောက်တွေ့ဆုံရမှာချစ်သူကောင်းလေးနဲ့အတူအခြားအမျိုးသား2ဦးကဝိုင်းဝန်းအဓမ္မပြုတ်ကျင်ပြီးတပ်ဖြတ်ခဲ့ကြတာပါပုံမဆိုးရတာကတော့ကျူးလွန်သူတွေကတဦးရဲ့ဦးလေးတော်ဆက်သူရက်ကွက်300အိမ်မှုကိုယ်တိုင်ကအလောင်းဖြောက်ဖြတ်ဖို့စီစဉ်ခိုင်းခဲ့တာပဲဖြစ်ပါတယ်သူတို့ဟာအလောင်းကိုအနီးနားကရေရင်းပြတ်ထဲပစ်ချခဲ့ကြပြီးတပတ်အကြာဇန်နဝါရီ17ရက်မှာတော့အနက်အသက်တွေထွက်လာလို့ဒေသခံတွေကသွားကြည့်ရာကနေရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ရုပ်အလောင်းကိုပြန်တွေးခဲ့ရတာပါလက်ရှိမှာတော့သေဆုံးသူရဲ့ချစ်သူအပါအဝင်ပါဝင်ပတ်သက်သူ၄ဦးစလုံးကိုနယ်မြေခံခရမ်းညူတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပြီးထီရောက်စွာအရေးယူနိုင်ဖို့ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရပါတယ်ရှင်15နှစ်အရွယ်ကလေးမလေးကိုလူ4ယောက်ကနေပြီးတော့မှအတင်းအာဓမကျင့်ပြီးတော့အလောင်းဖြောက်လိုက်တဲ့တင်အဲ့ဒါလေးပြောပြမယ်နော်ဖြစ်တာကဒီလထဲမှာပဲဖြစ်တာကွယ်3ရက်နေ့ကဖြစ်တာအခုနောက်ပိုင်းလေးအဲ့လိုမျိုးတက်ငင်ပဒိန်တွေတော်တော်များလာရင်တော့တွေ့နေမြင်ရတယ်စိတ်တွေလည်းမကောင်းသိတာတကယ်ဥမလေးကြီးနေသေးလားတနာလုံးလို့စိတ်ဆင်းရဲရတယ်ဖြစ်ချင်တော့ကွယ်ဒီမရင်းကြီးနဲ့တဲမှာတဲ့အဲ့ဒီ15နှစ်ရွယ်ကောင်မလေးရဲ့ရီးစားပေါ့ရီးစားလို့ပဲပြောအောင်ပေါ့နော်အဲ့ကောင်လေးလည်းအပါဝင်4ယောက်နော်ပြစ်တာဒီလိုကွယ်ကောင်းမလေးကညဘက်ကြီးကွယ်သူ့မေကိုတငယ်ချင်းနဲ့တော့တွေ့မယ်ပေါ့နော်ပြောပြီးတော့ထွက်သွားပြီးတော့မှသူ့ကောင်လေးသူသွားချိန်တာဖြစ်ချင်တော့သူ့ကောင်လေးတယောက်တည်းမလာဘူး4ယောက်ပေါ့နော်4ယောက်အမဟိုအသေးစိတ်တော့တည်င်းမှမပြောထားဘူးကွယ်အဲ့လိုမျိုးတွေသူတို့မရင်းကျင့်ပြီးတဲ့ခါကျတော့ကောင်းမလေးကိုလက်စားဖြောက်လိုက်တာပေါ့ကွယ်လက်စားဖြောက်ပြီးတော့သူကအနားမှာရှိတဲ့ရေတွင်းမှာအဲ့လိုပြစ်ထည့်ထားလိုက်ပြီးတော့ဖြစ်တာဒီဇန်နဝါရီလ3ရက်နေ့ကနေဖြစ်တာအလောင်းတော့ပေါ်တာအကြ17ရက်နေ့မှာတော့ပေါ်တယ်ကွယ်ကြားထဲမှာ10ရက်တော့ပေါ်ပါပြီအဲ့တော့ပြန်လဲတွေ့လဲကြာရောအနီးနားလူတွေကပေါ့နော်အနံ့ထွက်တဲ့ခါကျတော့သွားပြီးတော့ကြည့်တဲ့အခါမှာရေတွင်းမှာတွေ့တာပေါ့တွေ့တဲ့အခါမှာရုပ်ပြက်ဆင်းပြက်ကြီးတွေဖြစ်နေပြီကွယ်အကုန်လုံးကပွားနေပြီသိတယ်မလားပိုးတွေလည်းတွေ့နေပြီမျက်နှာတော့မမြင်ရတော့ကျွန်မဓာတ်ပုံကြည့်ရတယ်ကျွန်မမကြည့်ရဘူးတစ်ခေါက်ပဲကြည့်ကျွန်မမကြည့်ရတော့သိလားဖြူဖြောပြီးတော့လေပွားပြီးတော့အဲ့လိုမျိုးဖြစ်နေတာကွယ်တော်လေးကမှတော်ဒီတနာဖို့ကောင်းတယ်ကောကလေးကဘယ်လိုပြောချက်စကားတော့မရှိတော့ကွယ်အခုတော့တရက်ခံတော့မိသွားပြီပေါ့နော်၄ယောက်လုံးမိသွားပြီဘာလို့မိသွားဆိုသူတို့ကဖိုးဖြစ်ရှင်တော့ဘာလဲကွန်ဒုံတော့ဝေတာကွယ်စီးဆိုင်တစ်ဆက်မှာကွန်ဒုံတော့ဝေတာအေးစီးဆိုင် CCTV ကနေစပြီးတော့မိတာသူတို့၄ယောက်လုံးပေါ့နော်နောက်သူတို့ဝင်ခံတယ်ကွယ်ဝင်ခံတော့အခုတော့လောဆယ်တော့သူတို့ထိမ့်ထားလိုက်ပြီပေါ့နော်တောင်းရှိတဲ့သူတွေကဆက်လုပ်လိုက်မယ်ပေါ့အဲ့ဒါကြောင့်ထားပါတော့အခုပြောချင်တာကောင်မလေးတွေအဲ့လိုပြောပြချင်တာကွယ်ခလေးမလေးတွေဒီလိုမျိုး15နှစ်16နှစ်ဆိုတာစိတ်ကစားတဲ့အရွယ်လေးတွေမနူးမနက်အရွယ်လေးတွေအရန်ထိန်ရခတ်တဲ့အရွယ်လေးတွေနော်အဲ့တော့မိဘတွေညီကိုမောင်နှမတွေဆွေမျိုးသားချင်းတွေလေးပြောပြတင်တယ်လို့ထင်တယ်တေချာလေးစောင့်ကြည့်ပေးတင်တယ်လို့ထင်တယ်မိန်းကလေးလေးနော်စကပုံလောင်ရှိသေးတယ်မလားသမီးတကောင်တော့ထောင်နဲ့ဟုတ်တယ်မလားအဲ့တော့ဒီခေတ်မှာမင်္ဂလိမွေးထားရတာလေအရန်ကိုမှထိန်ချောင်းရခတ်တယ်ပြီးတော့အန်ဒီရယ်လည်းများတယ်ဒုက္ခလည်းများတယ်တကယ်ပဲသိလားအိန္ဒိယမှာကိုယ်ဆွေမျိုးသားချင်းသားဆိုလေဘလို့တောင်ကိုဖြစ်နေမှမခံစားနိုင်ဘူးကွယ်အဲ့ဒါပြောချင်တာကလေကလေးမလေးတွေအယုံမလွယ်နဲ့သိလားဘသူဟိုမှအယုံမလွယ်နဲ့ပြီးတော့အဲ့လိုမျိုးသွားတာလာတာနေတာထိုင်တာလေးတွေလေးနည်းနည်းတတိထားပြီးသွားစီချင်းနဲ့တယောက်တည်းလည်းမသွားနဲ့အဖော်နဲ့သွားတော့သွားမယ်ဆိုလို့ရှိရင်လည်းမိဘကိုမမှန်ကန်ပြောသွားအကယ်၍ရီးစားရှိတယ်ဆိုလို့ရှိရင်လည်းမိဘကိုမိတ်ဆက်ပေးပေါ့နော်သမီးရီးစားပါသမီးကောင်လေးပါပေါ့ပွပွင့်လင်းလင်းပေါ့ဟလာအဲ့လိုမျိုးလေးတွေပေါ့နော်အန်ဒီရမမြင်ရအောင်လူစိတ်ဆိုတာဘလို့မှမမြင်ရအောင်သိလားအခုဆိုလို့ရှိကွာ
4ယောက်တောင်နော်ဒါ4ယောက်တောင်တက်ရောက်တယ်မို့ပြီးတော့အဲ့ဒီမှာကိုချစ်တဲ့သူပေါ့နော်ကိုယုံကြည်တဲ့သူကိုရည်စားကိုကောင်လေးကလည်းပါနေတယ်ကွယ်ဖြစ်တဲ့လားပိုင်းတင်ပြောမယ်ဆိုလို့ရှိရင်တော့တာမန်စိတ်နဲ့ဆိုရင်တော့ဒါတော်တော်လေးဟိုမှာလူအသိစိတ်ပြောင်းနေတယ်လို့လည်းဘယ်ထင်နေနော်တောင်းယုံတန်ကိုစိတ်နဲ့ဆိုရင်လှုပ်လို့မရလာဘူးသိလားသူတို့ဟာကွယ်ဒီလိုမျိုးရဲဆက်တွေကောင်မလေးကိုအဲ့လိုမျိုးအတင်းအဓမ္မအရင်ဆုံးကျင့်ပြီးရောသူတို့ကဂျိုင်းနဲ့တာကြီးလည်းလှုပ်ထားတယ်သိလားအဲ့လိုဖူးကားပြီးတော့အလောင်းဖော်တော့ဆိုလို့ရှိခေါင်းတွေကကြေနေပြီအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါကျမတို့မြို့မှာဖြစ်သွားတာနော်ဒီရက်ပိုင်းအတွင်းကဖြစ်သွားတာအဲ့ဒါကြောင့်ကောင်မသတိထားစေချင်တဲ့ဝဲမိန်းကလေးတွေနော်အရန်စိုးရိမ်နေသီလားရင်လေးရနော်အဲ့ဒါလည်းပြပြတာပါကျမဆက်ပြီးတော့ကဲလိုက်အောင်နော်တတလိုင်းသားရ POC မိပွိုင်မှာမနေ့ကညဟာတက်စီပရိုပေါက်တစ်စီးရနေပြီးတော့လမ်းဘေးမှာတာယွန်းစားတောက်နေတဲ့ကလေးငယ်တအူတက်ကြိတ်သွားတာတဲ့ဒါကိုချင်းမစာလို့တော့ပြောတာမဟုတ်ဘူးတိလားအဲ့ဒီမိပွိုင်မှာလေပန်းရောက်တဲ့ကလေးတွေအဲ့တခြားပေါ့နော်အဲ့လိုသတင်းစာရောက်တဲ့ကလေးတွေမုတ်ရောက်တဲ့ကလေးတွေကလေဒီကားသမားတွေတော့ကတော့တကယ်အာကုတူတိလားတကယ်အာကုတူမိဘတွေကလေအဲ့ဒီ2နှစ်3နှစ်လေးတွေကိုလေဒီတိုင်းပြစ်ထားတာကိုသားသမီးဆိုပြီးဆိုရင်ကြောင်းကြမှုလည်းမရှိဘူးတိုက်မိသွားရင်ဘလို့လုံးမလဲဆိုတဲ့အသွေးလည်းသူတို့မှမရှိဘူးလားမသိဘူးတကယ်တော့သိလားကိုလည်းတစ်ခါကြုံမှုရသိလားအဲ့ဘွဲ့မှာစပယ်ပန်းရောက်နေတဲ့ကလေးလေးတွေဖနက်ကမပါလို့ဆိုကိုကတနာပြီးတော့နော်ပတ်စံပေးလိုက်ရင်တို့သူမိဘတွေကတုံးလိုက်မှအဲ့တော့ကလေးတွေကဖနက်စီးရမှာမဟုတ်ဘူးဆိုပြီးတော့တကူးတက်ကဖနက်သားဝယ်ပြီးအဲ့နားမှာရှိတဲ့ကလေးလေးတွေ3-4ယောက်လောက်ကိုဝယ်ပေးခဲ့တာဖနက်နောက်တစ်ခေါက်ကြုံတဲ့ခါပြန်လဲကြည့်တော့အဲ့ကလေးချောင်းမှာဖနက်မရှိတော့ကိုကလေခေါ်ပြီးတော့လေဟဲ့လို့ငါနေလို့ဖနက်ဝယ်ပေးခဲ့တာလေးလို့ဘာလို့ဖနက်မစီးရလဲပြောတော့အမေကမစီးခိုင်းဘူးတဲ့အဲ့လိုပြောကလေးကတော့ကိုမမိရပုံမပေါ်ဘူးအဲ့အမေကမစီးခိုင်းလို့မစီးရဆိုပြီးဒါပြန်လှည့်ထွက်သွားတယ်အဲ့နဲ့ကိုကလေဟဲ့လို့ကိုကတော့လို့တကူးတကားနဲ့ဝယ်ပေးတာဆိုအဲ့နဲ့တခြားအတိတယောက်ကပြောလဲခါလဲသူတို့တွေကတဲ့အဲ့လိုမျိုးဝယ်ပေးလေတဲ့စီးမမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့အဲ့လိုဖက်နှက်တွေအုတ်ထုပ်တွေစားပြီးရောတဲ့သူတို့စပယ်ပန်းလိုက်ရအောင်နဲ့လူတွေကမတနာပဲနဲ့ဝယ်ကြဘူးတဲ့အဲ့လိုဖက်နှက်မရှိအုတ်ထုပ်မရှိနေဘူးကျတဲ့ဇေရောက်မှာလူတွေကတနာပြီးဝယ်ကြလို့တဲ့အဲ့နဲ့အဲ့ဒါမိဘတွေကပေါ့နော်အဲ့တော့သူသားသမီးတွေနာကျင်မှစားမယ်ထမင်းတလုံးကိုမျိုးကြကြတယ်ပေါ့နော်ဒါကတော့ BOC မိဘမှာလမ်းဘေးမှာစပယ်ပန်းရောက်နေကလေးတယောက်ကိုပရိုပေါက်တက်စီရနဲ့တက်ကြည့်သွားပါတော့ကားသမားကတော့ထီပေါက်ပြီးသူပြောဘိန်းမျိုးမှာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တအုပ်ကိုလူ3ဦးကနေအိမ်မှာရှေ့ရခန့်ထားကသားများဖြင့်အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ရမှုဖြစ်ပွားခဲ့တဲ့ဆိုပြီးတိုင်ကြားမှုဖြစ်ပွားခဲ့တယ်လို့ရဲမှတ်တမ်းတွေကြားသိရပါတယ်။ဖြစ်စဉ်မှာဘိန်းမျိုးဗိတ်တောင်ကျွော်အုပ်စုအင်းလေးကန်းရမှာဖြစ်ပွားခဲ့တာဖြစ်ပြီးအသက်14နှစ်ရွယ်မိန်းကလေးငယ်တအုပ်ကိုညီကို2ဦးနဲ့သူတို့ရဲ့အလုပ်သမားတအုပ်တို့ကအကြိမ်ကြိမ်သားများအဖြစ်အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘိန်းမျိုးအင်းလေးကန်းရက်ကွက်မှာနေထိုင်တဲ့အသက်14နှစ်ရွယ်မိန်းကလေးတအုပ်ဟာမတ်လ9ရက်နေ့ကနောက်လည်ရက်ကွက်ရှိစံရိပ်နယ်အလှပြင်ဆိုင်မှာအလုပ်လုပ်ဖို့အတွက်နေအိမ်မှာထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုအလုပ်တို့သွားတဲ့ရက်နဲ့နောက်3ရက်အကြာမှာအလှပြင်ဆိုင်ပိုင်ရှင်ဖြစ်သူမသက်သက်မျိုးကအဲ့ဒီမိန်းကလေးသူ့ဆိုင်ကိုအလုပ်မဆင်းတာ3ရက်ကြာပြီဖြစ်လို့အလုပ်တို့လွှတ်ပေးဖို့ဖုန်းနဲ့မိခင်ကိုအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုအကြောင်းကြားလာမှာသမီးပျောက်ဆုံးနေကြောင်းမိခင်ကသိရှိခဲ့ခြင်းဖြစ်ကလိုက်လံစုံစမ်းနေချိန်မတ်လ16ရက်နေ့မှာမိန်းကလေးဟာနေအိမ်သို့ပြန်လည်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အဲ့ဒါကြောင့်မိခင်ဖြစ်သူမှအကြောင်းစုံမေးမြန်းရာသူ့ရဲ့သမီးဟာမတ်လ9ရက်နေ့မှာအလုပ်တို့သွားရန်နေအိမ်မှထွက်လာပြီး BOC လမ်းထိပ်တို့အရောက်မှာအလုံနောက်ကြလို့အသည့်ဖြစ်သူအမျိုးသားတဦးကိုလိုက်ဖို့ခိုင်းဖို့ဖုန်းဆက်လိုက်ရာဖုန်းမှာပြီးအခြားအသည့်ဖြစ်သူထူးထူးတိုးလမ်းမကြီးမှာနေသူမျိုးငယ်ဆိုသူထံသို့ရောက်သွားပြီးမျိုးငယ်ဆိုသူရောက်လာကြောင်းမိန်းကလေးကဖုန်းမဆက်မိကြောင်းပြောပေမဲ့မျိုးငယ်မှာသူလည်းအပြင်သွားမှာဖြစ်လို့လိုက်ဖို့ပေးမယ်ဆိုတဲ့အကြောင်းနဲ့လောလောဆယ်ရေချိုးအဝတ်စားလဲဦးမယ်လို့ပြောကမိန်းကလေးရဲ့နေအိမ်နဲ့ရှင်းအိမ်ခန့်ကွာမှာရှိတဲ့မျိုးငယ်ရဲ့ဆောက်လက်ဆလက်ဖေးဆိုင်ကိုခေါ်သွားတယ်လို့ရဲမှတ်တမ်းတွေရသိရပါတယ်။အဲဒီနောက်မိန်းကလေးကပြန်မယ်လို့ပြောရာပြန်ခွင့်မပေးဘဲဆိုင်တကမကြီးကိုပိတ်ပစ်လိုက်ကြောင်းညအချိန်ရောက်ပြီးမိန်းကလေးအိပ်ပျော်သွားချိန်မှာမျိုးငယ်ဆိုသူမှရောက်ရှိလာပြီးအချိန်ချင်းသားများအဖြစ်ပြုကျင့်ခဲ့ပြီးနေအိမ်တကားကိုပြန်ပိတ်ထားခဲ့ကြောင်းအဲဒီနောက်မတ်လ12ရက်နေ့မှာမျိုးငယ်ဆိုသူထပ်မံရောက်ရှိလာပြီးသားများအဖြစ်ထပ်မံပြုကျင့်ခဲ့ကြောင်းမတ်လ15ရက်နေ့မှာမိန်းကလေးအိပ်ပျော်နေစဉ်မျိုးငယ်ညီဖြစ်သူစောငယ်နောက်2နာရီခန့်အကြာမှာမျိုးငယ်ဆိုင်မှာအလုပ်သမားဖြစ်သူကျူလွင်ခေါ်ကြည်လင်းဆိုသူထပ်မံရောက်ရှိလာပြီးသားများအဖြစ်အသီးသီးပြုကျင့်ခဲ့တယ်လို့တိုင်ကြားထားကြောင်းရဲမှတ်တမ်းတွေရသိရပါတယ်။အဲဒီနောက်မတ်လ16ရက်နေ့မှာမျိုးငယ်ညီဖြစ်သူစောငယ်မှသူ့ကိုယ်ရဲ့ဇနီးဖြစ်သူမှဆိုင်တို့လာတော့မှဖြစ်လို့အမြန်ဆုံးပြန်ရန်ပြောဆိုမှဆိုင်မှထွက်လာခဲ့ရကလမ်းမှာတွေ့တဲ့ဦးမောင်ဝေဆိုသူမှနေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးအသက်14နှစ်အရွယ်မိန်းကလေးငယ်ကိုသားများအဖြစ်ပြုကျင့်ခဲ့သူမျိုးငယ်ခေါ်မောင်မျိုးစောငယ်ခေါ်စောမောင်မောင်နဲ့ကျူလင်ခေါ်ကြည်လွင်တို့ကိုမိခင်ဖြစ်သူမှတရားလိုပြုလုပ်တိုင်တန်းတာကြောင့်ဘိန်းမျိုးမှရဲစခန်းမှမတ်လ18ရက်နေ့မှာပါ989/2019ရာဇသက်ကြီးပုံမှ306/343နဲ့အမှုဖွင့်ဆောင်ရွက်ထားကကြန့်ရှိတဲ့ရဲလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နေတယ်လို့သိရပါတယ်။အဲ့လိုပရင်းကျင့်တာ။သမီးကိုဖေရလောက်တယ်ဆိုတာ
ဒါတော်တော်ကြီးဆိုးရတာဘယ်ရောက်လာသူကအခု ထွက်ပြေးသွားတာပေါ့ပြောရင်ဝက်တွေပါတယ်နွားတွေပါတယ်ရောင်းပြီးတော့ ဘယ်မှာရောလား ခရင်မဲ ဟင်းလားဒီကကျွန်တော်တစ်ချက်လောက်မေးလို့သူကဘယ်နေ့ဖြစ်တာ ဖြစ်တာတော့အင်္ဂါနေ့ရဆို သူကဘယ်လိုလဲသူတမီးကိုသူကအမြဲတမ်းအဲ့လိုပရင်းကျင့် အဲ့လိုမျိုးကြတော့ကိုမသိဘူး ဘယ်လိုသိသွားတာ ဘယ်လိုသိသွားလဲ အိမ်ပြောက်သွားတယ်ဆို ခလေးရတော့ပြောက်သွားတယ်ပေါ့ကိုလိုပဲပြောရဲမယ်ဒီပဲသွားနေလာနေရဆိုတော့ဖိနေပဲဝတ်စားသွားရလဲဖိနေပါတယ် အဲ့တမီးနဲ့သူကနှစ်ယောက်သူပဲသူတို့မန်းသားကြီးပဲနေရှိတယ် တာသမီ300ရှိရတာ နောက်သူမမရောပြသွား မမထောင်ထဲမှာပဲဒီနွားသွားမောင်းတော့ညာဖားနေတယ် ဩ သူတို့က ဖားတယ် မောင်ကူလာမောင်းလို့မရဘူးဆိုတော့ပြိတ်ဖားလာတယ်အဲ့ပြိတ်ဖားလာတာသူမမကမပြောနဲ့တဲ့ ဩ မပြောနဲ့ဆိုတော့ကိုလည်း အဲ့လိုဖမ်းပြီးမှသူ့မမမရှိမှအကိစ္စဖြစ်တယ်ဗောအဲ့လို သူ့မမမရှိဘူးအဲ့လိုဖြစ်တော့ နောက်ဘယ်လိုသိသွားတာသူအဲ့ဒီကမလေးကပြောတာလား ကောင်မလေးကတော့ပြောရတော့ပြောတာပေါ့ ဘယ်လိုပြောလဲ ဘယ်လိုပြောမှဒီကျောင်းဆရာမတွေပြောတာပေါ့ တိုင်တယ်ဗောအဲ့လို တိုင်တာပေါ့ တိုင်တော့ တိုင်တော့ကျမတို့ကတော့မေးကြည့် အ တာ ပေါ ပေါ့ င်းကြောင်မေးကြည့်တယ်ဗော မေးကြည့် သူ ရ အမူအရာပြက်နေတယ်အဲ့လိုလား အမှုညာလည်းပြက်တယ်ကောင်မလေးကသွားတော့ပြောရင်ငူယူတာပေါ့ ငိုပြီးအဲ့လိုမျိုး အဲ့လိုမျိုးသူပြောတယ်အမေကတော့ပြန်မလာသေးဘူးတဲ့အဲ့ကြပြောမတတ်ဘူးပေါ့သူကသနာတယ်ဒီသားမျိုးချင်း အမှုတော့ဖြစ် မိန်းကလေးက14နှစ်ယောက်ျားလေးက15နှစ်အိမ်အောင်ကျနေတဲ့ဇုံတွဲသူတို့ဘာလုပ်ငန်းတွေလှုပ်ရှားပြီးတော့အတန်မိုးဝဲကြောင်ပြုတ်နေတယ်လဲဆိုတော့ကိုဒီနေ့မှာပြောပြတင်ဆက်ပေးလာတဲ့ B file လေးနောက်ထပ်လူငယ်လည်းအတူယူမှားမှဆိုလို့ဒီ B file လေးကိုပြန်လဲပြီးတော့မျှဝေတင်ဆက်ပလာခြင်းဖြစ်တယ်ဒီတော့ B file လေးကိုဖွင့်ပြမယ်ပြီးမှ reaction ပြန်လုပ်မယ် မလေးလက်ကလေးပဲလှစ်ပါအောင်မိမကိုချစ်နေလိုက်တာမလေးချစ်နေမှုရဲ့ကြောက်စရာကြီးဟမ် ငယ်လေးတွေနော် ဒါတော့ကပြန်လာကြပါဘောတမီးကဟုတ်တယ်ဟုတ်လားပမာတော့ဒါဒီဆိုင်အောင်တော့လောက်တာသမီးဆေးရောက်ပါ တနေ့ဘယ်လောက်ရ တယောက်ချင်းစီ9ဟာ200ပေါင်းတောင်းရှိတာ ဆက်အောင်ဆင်းရနော် အောက်ချက်အောင်တော့မလောက် 200ပေါင်းတောင်း800 ထားတယ်9ဟာစီ အော်ဘာလို့ဖို့ဘာလို့ဆို ကုဘောက် အိမ်လားစားဖို့လား ရင်းနှီးလောက်စားဖို့ အော်ရင်းနေလို့အော်အဲ့ထက်ပဲအိမ်လားစားလေးပါစုတာပေါ့အဲ့လိုပါစီ ငယ်လေးတွေရှိသေးတယ်ဗျနော် ဟိုကသမီးကအလားပါပါ အတူယူမမားကြနဲ့ဗျ အေးဘောစုဘောတမီးတယောက်စားစားပြီးတော့တယောက်စားစုပေါ့ အတူယူတဲ့နဲ့ရာမဟုတ်ဘူးဗျ အေး နော် ယူလိုက်ထက်ပေးလေ ပေးရ အေးယူလိုက်ပေးအတူတူနေကြတာ အတူလေး ကဲ ရန်ဖြစ်ကြ ရကတော့စိတ်ဆိုးစိတ်ကောက်ပဲရှိရရအောင်ဖြစ် ဟုတ်လားအဲ့မွားလေးအဲ့မွားလေးရှက်ဒါရှက်နေမိမရကြမရှက်ဘူးပေါ့အခုကျရှက်နေပါ ဟုတ်တယ်သူက ကျမနဲ့အတူကြည့်ရှုပေးကြသောမိဘပြည်သူအပေါင်းတို့အားအထူးပင်ကျေးဇူးတင်ပါရရှင်။မြန်မာပြည်ကြီးလည်းဘေးအမျိုးမျိုးမှကင်းဝေးကြပါစေရှင်။နောက်ထပ်အခုလိုအစီအစဉ်လေးတွေကိုမလွတ်တမ်းထပ်မံကြည့်ရှုဖို့ရန်အတွက်ကျမတို့ရဲ့ My Village မြန်မာ Channel လေးကို Like and Subscribe လေးနှိပ်ပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါရရှင်။